ဟုတ်တယ်morning ဟိုကတော့ကျွန်တော်တို့ညနေပိုင်းတက်ရေပိုင်းချိုးရင်းနဲ့ဒီမှာညစားရရဒီပါလေနည်းနည်းပါစေးကြောမယ်ဗျစေးကြောတန့်ဆုံးလို့ကျန်တာအဲ့ဒါပြီးသွားရင်တော့ကော်ဖီလေးပါလေးတောက်ဖို့တော့ပြန်လာရုပ်ဒီပါတောက်မယ်ဗျာဟုတ်ဟုတ်အိုးလေးပါလေးတော့ပြီးတော့စေးကြောတန့်ဆုံးလို့ဒီပါအဲ့တော့ကျွန်တော်တို့ဥပပကလည်းယူမယ်ဒီတော်ကြီးမှပြီးတော့ကျွန်တော်ရဲ့ညမပြန်ပါမယ်ညမအဲ့တော့ကော်ဖီတွေလေးတောက်ငါစားတဲ့ငါစားနေတယ်ပါပြီးတော့ပြင်ဆင်လိုက်ပါမယ်ပတ်စားလိုက်ပါဘာလို့ဆက်နေလဲအားလုံးကြက်တာပဲတော့ကြက်လားဘောကြက်လား
တော့ရှယ်ရှယ်ပဲရေးပြမယ်လုံးဝရေစဲလုံးကောင်းတဲ့ကံပြမယ်ဗျာဒီဘက်တက်တုံလာတယ်တော့ဘက်တက်ကျွန်တော်ရှိမှာပြမယ်ပြမယ်ရှရောက်ကပါလေကခေါ်အားပေးမယ်လားကျွန်တော်ရှရောက်ကပါလေသွားပြီးတော့နေလာကြရှင်းမယ်1 2 3ဒီကျွန်တော်တို့ခုနသွားပြီးတော့ချစ်လင်းလုပ်တဲ့ချောင်းတွေရတာဆိုနေရှယ်ဒီကတော့ပြဿနာမရှိဘူးလေဟုတ်တယ်မလား first step မှာတော့လိုပဲလူပဲမလုံးစီးဝအောင်မလုံးမွားလေးဖြစ်အောင်မီးတော့ Wow. Yes, do it. Đấy. Được đấy. Ha của thì có Mỹ chạy chẳng rồi. Dạ rồi. À. You make a fire.
ယူရဲကြီးရဲ့ကွာအခုမှတော့ဘယ်လောက်ထိအသုံးဝင်လဲတကယ်သုံးဝင်ဒါလက်တွေ့ဒါပြီးတင်ယူတာပေါ့ ဒီနေ့ practical နေလို့ပြောပါတယ်ဒီနေ့ theory ယာဟုတ်ဒါဆိုကျွန်တော်တို့မိခက်ချရဲ့ဖက်ဆလင်းရဲ့လောက်ပါရင်တကယ်တမ်းကျတော့သုံးတယ်ဖက်ဆလင်းတော့မလိုပါဘူးမိခက်ချကျွန်တော်တို့တကယ်သုံးတတ်ပြီဆိုရင်ဒီလိုနီးမျိုးနဲ့သုံးလို့ရတယ်ဗျာဟာဟာ လာလိမ့်မယ်ကွာဆင်းလာလိမ့်မယ် ဟုတ်ကဲ့တော့ပါပါ ကိုလုံးရပြီပုံမှန်ဝဲရတယ်ဒီကဒီ နားဟာလေးဆွဲချလိုက်တော့ချောင်းလေးကဖမ်းထားတဲ့ပဇွန်တွေကိုโอเคမှုတိုက်လိုက်တာပေါ့နော်ပဇွန်တွေโอเคမှုတိုက်လိုက်တာဒီကောင်တွေခေါင်းပြုတ်ပြီးရင်ခေါင်းနေနဲ့ခေါင်းဆွဲဆုံးနဲ့ရောပြုတ်မယ်ဗျာ တားကျန်စား အဲ့ဒါလုံးမယ်ရှယ်ရှယ်ဒါလေးကအခုပဇွန်နဲ့ပြုတ်ထားတဲ့ခေါင်းဆွဲလေးပေါ့ဒါလေးဆွဲမယ်ချောင်းဝေးမှာရေတံလေးကြာလာမသိနားထောင်ကြည့်လိုက်ရေတံနဲ့ဖားဝတံနဲ့ကြာဒါကလည်းလည်းညီလို့ရတယ်ဒီမှာဝီစကီပါမယ်အရှင်ခန္ဓာကိုဒီထဲမှာခေါင်းနေပြီတော့ပစွန်စီတွေဝေးနေရှိုးရဒီရ ဘူးလေးလား ကောင်းတယ်လေးကောင်းတယ်ကောင်းလိုက်တာဥမာမီဥမာရှယ်ရုံးမိုက်တော့ တော့ရှယ်နိုင်ကမဲလာတာမျိုးပေါ့တနားရီကတော့ပါရောလို့နားရီတော့စားတော့အိပ်ပါမယ်ညနေမယ်ပေါ့ဒီညတော့ဒါတော့ကညင်းကြည့်တော့ပေါ့ထိုင်ဆောက်လာတော့လို့ဆိုအလေးစားပြီးတော့အလေးမလောက်ကစားပြီးပြန်မယ်ဗျာရေမိုးချိုးပြီးထိုးကြရတယ်ဒီနေ့ကောင်ကြတော့ကောင်ညနေလည်းညောอ่ะ နေ့ကကောင်းကြီးအောင်ဆောင်တာဒီတော့ကလုံးဝ push prep ဆန်ဆန်ကြံမဲလောကဆိုတော့ကျွန်တော်တကယ်လှုပ်ချင်တယ်လုံးဝပတ်တီပဲပေါ့နော်အရင်ကြီးလည်း heavy တောတွေတောင်းတယ်အရင်ကြီးလည်းတိုးနေကြမလို့ဒါပေမဲ့ဒီတောနဲ့တရ5မျိုးလည်းခံစားရတယ်ပေါ့နော်ပတိတက်တယ်လည်းအများကြီးလုပ်လိုက်ရတယ်ဒီဖောင်းမှာတော့ရေလည်းဝဝလေးရေလည်းကောင်းအောင်ဆောင်းလိုက်ရဟော share ပဲချိန်နေလည်းအများကြီးရတယ်တော့ဘုသူများကမ်းမယ်တော့ဒီလောက်ကမ်းမယ်တော့လုံးဝအကြိုက်ဆုံးတယ်
နောက်ထပ်10မိနစ်ကြာရင်လည်းဒီထက်မိုက်တာလေးဒီထက်စမ်းတက်တာလေးတင်းတော့ပြန်လာခဲ့ပါမယ် Bye